ရှင်ဒီကတော့ကျန်ရွာတမလေးကျောင်းကိုမြို့ကိုရောက်လာတဲ့အကြောင်းလေးကိုတင်ဆက်ပေးမှာဖြစ်ပါရှင်ဆိုတော့ဇာတ်လမ်းလေးစားကြရအောင်ငါမြို့ကိုအခုမှရောက်လာဆိုတော့ငါဒီမှာဘာရှိသေးဆိုတာလူတွေမေးပြီးတော့သွားရမယ်ဟိုဘက်လမ်းကူရမယ်ဆိုတော့မိဘဝင်တေချာကြည့်ပြီးသွားမှရမယ်သူကမြို့ကိုပထမဆုံးအနေနဲ့ရောက်လာပြီဖြစ်ပါတယ်မြို့ရခဲနားနေရပဲသူကဒီမြို့ကိုပြောင်းလာတဲ့အကြောင်းရင်းကမူဂျိုမှာဆီယမလုပ်ဖို့အတွက်ဖြစ်ပါရှင်ဆိုတော့သူကလန်ကူကိုစောင့်နေပါzebra crossing ကိုချက်နေရဖြစ်ပါရဲ့သူကမလာဒါကိုတွေ့ရောမူဂျိုစီကိုပက်ပြီးတော့စပိုင်းနဲ့တော့ပါတယ်သူလူတွေကိုမေးပြီးတော့မူဂျိုစီကိုရောက်ရှိလာပါရှင်နဲ့မူဂျိုရောက်တော့သူမူဂျိုဘောကနေစပိုင်းပေါ်နဲ့ဆင်းမြော်မူဂျိုထဲဝင်သွားပါတယ်ကလေးစောနေအောင်တွေ့ရဲ့ကလေးရောကားလိုက်ရင်တွေ့ရဲ့ကလေးတွေကရီမောပြီးကနေကြရဲ့ဆီယမကမေးရဲ့ဆီယမရဲ့ဒီမှာကျူရှင်ဆီယမလုပ်ဖို့မူဂျိုဆီယမလုပ်ဖို့လာလျှောက်တာပါနီလုံးလာလျှောက်ထားတာအောင်နေတဲ့တော့အကြောင်းကြည့်ပြောလို့ဟုတ်ကဲ့ပါဆိုတော့ဒီကမူဂျိုဆီယမဖြစ်ဖို့လုံလောက်တယ်ဆိုတော့ဒီကအရင်ကမပြောရွှေ့နေပါတယ်အဲ့ဒါနဲ့အကြောင်းကြီးရုံးခင်းကိုတော့လာရတယ်ကျောင်းကြီးကရောက်လာပါတယ်အရှိမစပိုင်းနေပါလားဘယ်သူရနေလဲမသိဘူးအလောက်တက်လာရှောက်လေးဆွဲတယောက်ပဲဟုတ်ကဲ့ခင်ဗျအဲ့လိုရှောက်တာအောင်နေမှာနော်ဟုတ်ကျေးဇူးတင်ပါတယ်ဒီမှာမနေ့ဖြန်ကျစားပြီးတော့အလုပ်လာခဲ့ပါမယ်ရှင်အေးပြရမယ်ဆိုပြီးတော့ကျောင်းကြီးကထိုင်လိုက်ပါတယ်အဲ့ဒါလည်းကျောင်းကြီးကမနေ့ဆောင်စားရလို့ဆိုပြီးတော့စားနေပါတယ်ဒါအရင်ကောင်းလာပဲဆီမလို့တော့ခေါ်ရမှာဆီမစားရည်တခါရဲ့ဆီမစားခဲ့ပြီးပါပြီရပါရဲ့ဟုတ်အဲ့ဆိုကျမတော့လည်းပေါင်းမယ်နော်ခဏနေပါဦးကျောင်းသားရနဲ့မိုက်ဆက်ပြရအောင်ဟုတ်ကဲ့ဆိုပြီးတော့သူကရှေ့ကိုတားခဲ့ပြီးတော့ကျောင်းသားနောက်နဲ့မိုက်ဆက်နေပါတယ်ကလေးကိုခဏနေပါအောင်ကဲတော့သူမင်းဝင်သွားပါရှင်မတက်ပါပါဆီယမတားတမီးကိုတင်နေဆီယမအစ်ပါဆီယမတားနားလေဟာယူနားလို့တင်ပေးပါနော်ဟုတ်ပါပြီတင်ပေးပါမယ်ဆီယမစပြန်လာအောင်နော်ဟုတ်ဗီဒီယိုဒါကတော့ဆုံးသွားပါပြီရှင်နောက်ကျူရှင်ကိုမူဂျိုကိုဆက်တင်ပြီးရဲ့ဆီယမရဲ့အကြောင်းရင်းတွေကိုနောက်ဗီဒီယိုမှာဆက်တင်ပေးပါမယ်နော်အခုတော့ဒီဗီဒီယိုလေးကတော့တော့မှာဆက်တင်လိုက်ပါရှင် bye bye